Ke mengelawa cilo di kini aro sami saya banyak juga sami kesya ini ko no ara bale so do ara di do bidu dia apa khwa la de no ana shin ko ma jai lo tolan lo tolan yi thama ri phit la de ara ai ni se no အစိုးရဖြစ်လာတယ်အစိုးရဖြစ်လာပြီးတော့မှကျွန်တော်တို့ဟာအစိုးရတရဖြစ်လာပြီဆိုလို့ရှိရင်စစ်တပ်ဖြစ်မယ်เนาะအဲ့တော့ budget ရှိမယ်ထောက်ဖို့လိုမယ်ဟာလားအမျိုးမျိုးပေါ့လေသူကအစိုးရပုံစံစီစဉ်သွားတာဟုတ်เนาะကျွန်တော်ပြောချင်တာကကျွန်တော်တို့ဟာလားဟိုတနေ့ကဒေါ်ကြီးပြတို့အမှုမှာဆရာကြီးဇော်ဝေထိုးတို့ပါတို့เนาะသူတို့ဒါချပြရှင်းလင်းသွားတာလေเนาะပြီးဆုံးသွားပြီဖြစ်တယ်ပြီးဆုံးသွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဟာလာအောက်ချိန်မှာဗန်နာရေးစီစဉ်မှုတွေဘာတွေเนาะဆရာကြီးဆိုကဒါအနေချင်းချပြတယ်ပေါ့ဒီချပြမှုအပေါ်မှာကျွန်တော်တို့အဲ့မှာဘာလို့တွေ့ရလဲဆိုတော့ကျွန်တော်တို့ကအဲ့တော့ဘာလဲဆိုတော့ဟိုဘာလို့တက်တွေ့လဲဆိုတော့เนาะကျွန်တော်တို့ PDF เนาะပြည်သူတွေပေါက်ဖွာလာတဲ့ PDF เนาะလူငယ်တချို့อ่ะเนาะအဲ့တော့ပြောဆိုခွင့်ရတယ်ဆိုပြီးတော့တလားဟိုကိုယ့်ရဲ့ဟလာဟိုကိုယ့်ရဲ့လက်ရှိကိုယ့်ရဲ့အစိုးရကိုเนาะလက်လောယာယီအစိုးရပဲရှိသေးတယ်ကိုယ်အစိုးရเนาะပြောခွင့်ရတယ်ဆိုပြီးတော့မှเนาะဒီကောင်လေးကလက်လွတ်စပယ်เนาะပေါက်ပန်း40တွေဟလားပေါက်ပန်း40ရှာယုံမရှိရည်တက်လို့ဘာလို့ဟလားမေးလို့လေးတွေကနော်အဲ့တော့ပြောရင်တို့ရိုင်းရမယ်နော်အဲ့တော့ဒီမေးလို့လေးတချို့တွေကဘာဖြစ်လို့လဲဆိုတော့အဲ့တော့ PDF ကိုက PDF ခံယူထားတယ် PDF ခံယူထားတယ်ဆိုရင်ကိုအစိုးရကိုလေးစားရမယ်အထက်အောက်ပြန်လဲလေးစားမှုရှိရတယ်နော်အဲ့တော့ကိုရဲ့ယာယီအစိုးရကိုအစိုးရနော်အပြောမြဆိုသမျှအများနဲ့ချောင်းပြီးတော့သူကြည့်တော့ဟာလား PDF ဟာလားဗတ်တစိတ်ကိုတက်ပြီးတော့ PDF ခံယူရတဲ့ကောင်အဲ့လိုကောင်ကဟာလားဟမ်အမေနိုင်ငံမှုမရှိဘူးနော်အထက်အပြန်လဲလေးစားမှုမရှိဘူးနော်အဲ့တော့ဒီမေလိုမျိုးလေးတွေကိုကြီးစက်တဲ့နဲ့ဟာလားကိုအစိုးရကိုပြန်ပြီးတော့မှဟာလားဟမ်ပြောဆိုခွင့်ရပါတယ်ဆိုပြီးတော့မှဟမ်မေလိုလေးတွေကပြောချင်တိုင်းပြောနေတာနော်အဲ့တော့ကြာလာတော့ဟာလားဒီဟိုကြည့်ရတဲ့နော်ကျွန်တော်တို့ဟာလားပြည်သူလူထုတချို့ကလည်းစောက်လုံးနောက်လာနော်အဲ့တော့စစ်တပ်လို့စောက်ကျင်နေမွေးမလာနဲ့နော်ငါလုံးမှသားလေးတွေနော်အဲ့တော့မင်းတို့ပြောလို့ရတယ်ဆိုပြီးတော့မှဟာလားဟိုလက်လွတ်စပယ်ငါလုံးမှဟာပါဇက်ကိုဖာတယ်မပါဇက်လို့ငါလုံးမှဟမ်ပြောချင်တယ်ပြောနေနဲ့နော်ဟာလားမေလို့တွေပြည်သူရဲ့အထောက်ပံ့နဲ့ဟာလားလက်စီယာယီဆိုရလဲနော်သူ့ရဲ့ပေးနိုင်စွာရှိသလောက်အပေါ်မှာမူတည်ပြီးဘတ်ဂျက်ကိုချပေးရတာဖြစ်တယ်အဲ့တော့မင်းတို့ကဟာလားမေလို့တွေဒါဟို PDF အားလုံးကိုပြောတာမဟုတ်နော်အားလုံးဟာလား PDF ညီကိုတွေကအနာဂတ်မှာနော်ဖရယ်တက်မတော်မှာဟာလားအနာဂတ်တက်မတော်မှာအစားထိုးမဲ့နော်ပြည်သူ့ကာကွယ်ရေးတက်မတော်လာပြီဖြစ်တယ်နော်ဒါကိုခေါင်းနဲ့ထည့်တာပို့လို့တယ်အဲ့တော့တစ်ချိန်မှာဟာလားဖရယ်တက်မတော်မှာဦးစီးဦးဆောင်လုပ်မဲ့ပြည်သူ့ကာကွယ်ပေးမဲ့တက်မတော်ကဒီချိန်မှာဒီတော်လိုင်းရေးကာလမှာဟာလားကိုယ့်ရဲ့အထက်လူကြီးပေါ့လေးစားမှုမရှိဟာလားတယောသလိုလှောင်သလိုနဲ့နော်ဘာဖြစ်ကျင်တာလဲဘာဆောက်ချိုးတာလဲအခွင့်အရေးလိုချင်လို့ဟာလားတော်လိုင်းရေးလုပ်တာလားဟာလားဟမ်အဲ့တော့အထက်ကမချပေးလို့နော်မရလို့ဟာလားတော်လိုင်းရေးလုပ်တာလားမင်းတို့ငါမင်းကုန်ထုတ်ဟာလားဟမ်အဲ့တော့မင်းတို့ဟာလားကိုယ့်အထက်ကအစိုးရကဘာပဲပြောမင်းတို့ကမရလို့ချင်းဟာလားရီးတက်တဲ့နဲ့ဟိုတနေ့ကမေလို့ကောင်တွေ့ပါတယ်ဟမ်သူကြည့်တော့ဟိုပြည်သူကဝိုင်းပြောတာပေါ့ဗျာပြည်သူကအများနဲ့တောက်ထောက်ကြည့်နေတယ်မေလို့တွေမင်းတို့သိလားငါလုံးမသားတွေအဲ့ဆောက်ချိုးပေးတဲ့ PDF မေလို့လေးတွေကငါပြောတာနော်ဟာလားအဲ့ဒီဟဲ့လားကျွန်တော်တို့ဟာလားဒီကိုအစိုးရကိုပြန်ပြီးတော့မှမှုချုံးမြေချုံးမေလို့
ဖာသမပတ်တော့စောက်စည်းကမ်းမရှိပြန်ပြီးတော့မေလို့တွေဟလားကြီးသလိုတက်တယ်လို့နဲ့ထားအောင်လေးစားမှုရှိနော်အဲ့ဒီ PDF အဖွဲ့အစည်းကိုဟလားဒါဟိုဥဆောင်တဲ့ဟလားဒီတိုင်ရင်မှုတွေဟိုနေနေရဒီအောက်ကဒီမေလို့မျိုးလေးတွေဟလားပေါက်ပန်း40စီးမရှိကမ်းမရှိဟလားဟမ်ဒီပြောနေတာကဒီခေါင်းဆောင်တွေကဘာလို့ဟမ်စီးကမ်းတွေဘာတွေမပေးတာလဲဟမ်စီးကမ်းတွေဘာလို့မချပြတာနော်ကျွန်တော်ပြောချင်တာဟမ်ဟုတ်လားဟိုကိုယ်ခံယူထားတော့မီဒီယာကိုအစိုးရကိုပြန်ဖောင်းထုတ်တယ်ဟိုတခြားဟိုခွဲအောင်လိုက်မေလို့ရဲ့ဟလားခွဲပိန်နေဟလားလာပြီးရေးတက်လို့တမျိုးပေါ့ဟမ်အဲ့ဒါဆိုဟလားခံတာသေးတယ်အခုတော့ကိုယ်အဖွဲ့အစည်းကိုဥဆောင်တယ်ဟလားကိုယ့်အဖွဲ့အစည်းကိုကာကွယ်ပေးမှုမရှိဘူးဟမ်အရာတဲ့ဘယ်ဟာမှဟာလားဟမ်100%နဲ့မှန်မနေဘူးနော်ဟာတော့လိန်တဲ့ဟာလိန်ရတယ်ဟာလားလုံးတဲ့ဟာလုံးရတယ်နော်ဟာလားသူ့နေရာနဲ့သူတုံးနေနေတာကြီးတုံးရတယ်ဒါအောက်ကနေခါတဲ့ဟိုဖာတယ်မဆက်လို့ငါလုံးမလိုက်ပြီးရီးတက်နဲ့ဟိုမေလို့6ကောင်ရှိသေးတယ်ဟိုဗာလဲဆယ်လီလို့ဘာလို့လဲမေလို့ရှေ့တန်းမှာလားငါလုံးမသားတွေပြောရင်လည်းမကြိုက်ဘူးမေလို့6လို့ဘာလို့လုံးနဲ့ဟုတ်လားမဆိုင်စောဝယ်ဆိုပြောတာဟိုမေလို့ဆောက်ခွက်ပြောင်းနေတာငါလုံးမသားဟမ်မေလို့ရှိဘွားဟာဟိုကုသကံမကောင်းလို့ဒီဘွားမှာဆောက်ချောက်ဖြစ်နေတော့မေလို့စောက်ကျင်ရဟာလားရုပ်သေးတယ်ငါလုံးမသားလေးတွေဟမ်တော်လိုင်းလေးမှာဝင်ပြီးတော့မေလို့ဆယ်လီလို့စက်တီလို့မလုပ်နဲ့ဖေလို့လိုက်မယ်ငါလုံးမသားတွေဟုတ်လားဟမ်ဒါကြောင့်ခုနောက်ပိုင်းဟာ BIS စနစ်နဲ့တော့နော်ဟုတ်လား BIS စနစ်ဆိုတာကမေလို့အထောက်ဖို့တွေမထောက်ဖို့တော့နဲ့ငါလုံးမသားလေးတွေဟုတ်လားအဲ့ဒီမေလို့တွေမထောက်ဖို့နဲ့ဟမ်ကိုယ်ဆိုရအောင်မေလို့တွေဖောင်းထုတ်တဲ့မေလို့တွေမထောက်ဖို့နဲ့ဖြတ်တော့နောက်ပိုင်း BIS စနစ်နဲ့တော့ဟုတ်လားBIS စနစ်ဆိုတာကိုဟုတ်လားတတ်မှတ်ထားတဲ့ကိုထောက်ပံ့နေတော့တဲ့စနစ်နဲ့ထောက်ပံ့လာစဉ်ဟလားထောက်ပံ့လဲထောက်ပံ့မယ်မထောက်ပံ့လဲမထောက်ပံ့နိုင်ဘူးဟလားဒါမှခံမှုရှိအခုကအဖွဲပေါင်းစုံနဲ့ငါလုံးမတွတ်သမျှငါလုံးမဟိုလူထဲပါဒီလူထဲပါငါလုံးမဟမ်မေလို့တွေဟလားဟိုပြည်သူလူထုကတော့ဟာလာအော်တိုလိုင်းလုံနေလို့ဟာသူဟာထောက်ဖို့လမ်းကြောင်းမှာကျန်တဲ့လူတွေမလုံနိုင်လို့ဟာလာဟိုထောက်ပံ့နေပေါ့နော်ဟာလာတော်ရင်အောင်ကြီးလို့ထောက်ပံ့တယ်ဟာလာမင်းတို့လည်းဟာလာဒီခွဲအောင်လိုက်မေလို့အာနာရှင်မေလို့မကြိုက်လို့တော်လန်းတာငါတို့လည်းမကြိုက်လို့အဖက်ဘက်ကနေဟာလာနိုင်တဲ့ဘက်ကနေဟာလာထောက်ပံ့တယ်နော်အားလုံးအတူတူပဲနော်ဘာမှထူးခြားမနေဘူးအဲ့တော့မင်းတို့လူကောင်းကပြီးတော့လီဟမ်ကိုယ်ဆိုရအောင်ငါလုံးမကာကွယ်ခြင်းလည်းမရှိဟမ်ဖာသေးပေးခြင်းမရှိမေလို့တွေကဟာလားဟမ်ဒီမိုကရေစီရနေတယ်ထင်လားမေလုံးရရဲ့ငါလုံးမသားတွေမင်းတို့ပြောရင်းနဲ့ငါလုံးမစောက်သေးပေါက်လာဟမ်မေလို့တွေဟာလားလက်ရှိကိုလုံးတွေကဘာအနေထားဖြစ်နေတယ်မေလို့တွေဟမ်ခွဲအောင်လိုက်စောက်ခြင်းလို့ပဲငါလုံးမသားတွေဟိုဘက်ကဟာလားသူတို့အဖမေလို့ကြီးတို့ဟာလားဟမ်အဲ့ဒါဘေဘီကာဝယ်နေတယ်မင်းတို့ကဟာလာပြောခွင့်ရတယ်ဆိုပြီးပြောနေတယ်ငါလုံးမဟာစကားလေးနည်းနည်းမှတာနဲ့မေလို့တွေလီးနဲ့ထိုးရတဲ့ပါဇက်လိုပဲငါလုံးမပေါ်တော့တာပဲငါလုံးမဒါတွေပြောနေစိတ်တို့လားဟမ်မင်းတို့ဟာလာပြည်သူ့ကာဝယ်တက်မတော့ PDF အမိခံယူတာမဟုတ်လား PDF မတဲ့စိတ်ကိုမင်းတို့ဟာသုံးရတာမဟုတ်လားဟမ်မင်းတို့ထားအောင်လေးစားမှုလည်းမရှိဘူးအဲ့ဒီကောင်တွေကိုကိုခဲတဲ့ဒီတည်ရင်မှုတွေလည်းဟာလာဆုံးမတုံနေမှုမရှိဘူးစီးကန်းတွေပါလေမပေးဘူးလားမသိဒီကောင်တွေဗျမ်းမတာတွေဟမ်အခုကျရင်ငါလုံးကတော်လိုင်းကိုစီးစလုံးမရှိပဲစောက်စရာဣစရာတွေနဲ့ဟာလုံးမသားတွေကိုအစိုးရကိုပြန်ဖောင်းထုလို့ဖောင်းထုစကားလေးမှတာနဲ့မေလို့ဟမ်ငါတွေ့ရပါလေအော်အဲ့မေလို့ကောင်တွေ့တယ်ဟိုလာတာပေးတာကိုပါဒေါ်လာနဲ့ရှင်းပါလားဘာလားမေလို့ရောက်မေလို့ကြားတာပြည်သူလူထုကမင်းလို့ဟာလားဟိုအထက်ကဟာစီမံတဲ့လူတွေကလည်းဟာလားဆောင်ရွက်တဲ့လူတွေကလည်းဟာလားမင်းတို့နောက်ရောက်ချင်လဲရောက်မှာမရောက်ချင်လဲမရဘူးနောက်တစ်ချို့လိုအပ်ချက်တွေရှိမယ်နော်အဲ့တော့မရောက်တော့မင်းတို့ဘာလဲဘာမင်းတို့မရတော့ဟာလားမင်းတို့ဘာရပိုင်ဝင်လို့ကျွန်တော်မင်းတို့ဟာလားဝင်လောက်တာလားဟမ်အခွင့်အရေးလို့ကျွန်တော်မင်းတို့တော်လိုင်းနဲ့ဝင်ပြီးတော့ဟမ်မေလို့သနာကြိုင်လားငါလုံးမသားလေးပြောစမ်းနော်အဲ့တော့ကျန်တဲ့ BDS ညီကိုတွေတောင်းမှန်နော်အဲ့တော့ BDS
အမိခံဆုံးမှုတချို့တွေကိုပြောတာနော်အဲ့တော့မင်းတို့အလောက်ကတိုက်ဟိုဟာလားတိုက်ခိုက်ရေးလို့မင်းတို့တိုက်ခိုက်ရေးလို့ဟာလားမေလို့ခွေးအောင်လိုက်ကိုဟာလားတိုက်ခိုက်ရေးလို့မင်းတို့တိုက်ခိုက်ရေးလို့ပဲလို့ဟမ်မေလို့ဆရာကြီးလုပ်နေနဲ့မင်းတို့ဘလူးမလာပြီးတော့ဝင်ပြီးတော့မှမေလို့ဗီဒီယိုလုပ်ပါလို့ဟာလားပြည်သူတို့ကတိုက်တွန်းနေမှာမဟုတ်ဘူးမင်းတို့လည်းဟာလားဒီခွေးအောင်လိုက်မေလို့မကျင်းတဲ့လို့မင်းတို့ဝင်ပြီးတော့လက်နက်ကင်တော်လိုင်းလေးလုပ်တာဟာလားငါတို့ဒီမေလို့ဟာလားမကျင်းတဲ့လို့ဟာလားအဖက်ဘက်ကနဲ့နိုင်တဲ့ဘက်ကထောက်ပါနော်မင်းတို့ထူးပြီးတော့မှငါလုံးမှာဟာလားငါတို့ပြည်သူတို့ကဒီကိုအစိုးရဟာလားမင်းတို့ကာကွယ်ပါဟမ်ပံ့ပိုးပါကိုအစိုးရဟာလားဟိုမနေတကာမှလည်းတိုင်းတမိုင်းရုန်းကန်နေရတယ်အဲ့ပြည်ထဲမှာလည်းဟာလားကိုအစိုးရကတက်နိုင်တော့ဟာလားဒီဟာလားဒီနိုင်ငံတော်ပြည်သူလူထုရဲ့အထောက်ပံ့နဲ့ရက်နိုင်တော့မှိနိုင်တော့နော်ချပေးတယ်အဲ့တော့မင်းတို့ကပြောနေတာကဟာလားအထက်ကချပေးတာဟုတ်ဟာလားမင်းတို့ရရင်တိုက်မရရင်မတိုက်နဲ့ဟာလားအထက်ကမပေးရင်မတိုက်နဲ့ကွာဟာလားအထက်ကမရိတ်ခါလို့လေရိတ်ခါလို့ရှိရင်မင်းတို့မရဘူးစစ်ဝဲတစ်ပတ်ကိုရိတ်ခါလို့လေတစ်ဖက်ဘက်လို့လေမရရင်မတိုက်နဲ့နားထားလေလီးလာမင်းတို့မရတာနဲ့ငါလုံးကကိုခွင့်ရမရတာနဲ့ပဲမေးလို့တယ်ငါလုံးကကိုဆိုရကိုဖောင်းခုနေဟမ်မင်းတို့ဆောက်ချက်မရှိဘူးလီးတော်လိုက်ရေးလုပ်နေလားငါလုံးမှသားလေးတွေငါလုံးမှသားတွေမင်းတို့ဟာအခွင့်အရေးလို့ကျွန်တော်မင်းတို့လက်နက်ကင်ပြီးတော့ဟာတော်လိုင်းရေးလုပ်တာလားငါပြောချင်တာကမေလို့ဆောက်ရှောက်လို့မေလို့ဆယ်လီလို့17လီလို့မေလို့တော့အောင်ကြည့်သေးတယ်ဟာလားမကြိုက်ဆိုဝေဆိုနေဖြစ်တာကိုမေလို့ကက်ကက်လောင်ငါလုံးမှဟာဂျာနူးလို့6လို့နဲ့မေလို့ငါလုံးမှသားလေးတွေမေလို့တွေအဲ့ဒီမေလို့တွေအဲ့ဒါဟိုနေဟာလားထောက်ပံ့မှုတွေဖြစ်တော့ငါလုံးမှသားလေးတွေမထောက်ပံ့တယ်လို့ BIS စနစ်နဲ့ပဲသွားနော်လက်စင်ကြဟလား2000လား3000လားဟာလားတက်တယ်လောက်ပေးလိုက်ပြက်ကောနော်ပြည့်မေလို့တဲ့ပတ်စဆောက်ဆံမြင်ငါလုံးမသားလေးတွေဟိုမရတော့ဘူးဝေးကြီးချုပ်ချင်းတွေဖြစ်လာတယ်ငါလုံးမသားတွေပြီးတော့တော်လိုင်းတဲ့မေလို့တော်လိုင်းတဲ့ဟာလားအမိခံရတယ် PDF အမိခံရတယ်ငါလုံးမသားပြီးရင်ကိုဆိုးရအောင်ပေါင်းသူကိုဆိုးရအောင်မကာကွယ်တဲ့ပြင်ဘယ်လိုမှ100%နဲ့ငါလုံးမမှန်မနေဘူးကွာလီးလာဒီတော့100%နဲ့မမှန်တဲ့ဟာလားဟိုကိစ္စတွေကိုလိုက်ပြီးတော့ငါလုံးမချီရတဲ့ဆာမေလို့လိုက်ထောက်ကြည့်နေငါလုံးမသားတွေစစ်မတိုင်းနဲ့မေလို့ဖင်ခန်းနေငါလုံးမသားများနော်အဲ့တော့ BDS ဆုံးမျိုးတစ်ခုဆုံးမျိုးကောင်တွေပြောတာနော်အဲ့ဒါကိုဆိုးရပြန်ပြီးတော့မှအဲ့ဒါ BDS ပတ်သက်သိကြီးနဲ့မေလို့ပြန်ပေါင်းထုတ်နေတဲ့မေလို့တွေကိုပြောတာနော်ငါလုံးမသားတွေဟိုပြောဝင်ရတယ်ဆိုပြီးတော့မှမေလို့ပြောကြရင်ပြောနေတာငါလုံးမသားတွေအထက်အောက်ကပြန်လဲဟိုလေးစားမှုမရှိကြဘူးကိုဆိုရကိုကာဝယ်ပေးခြင်းမရှိဘူးမေလို့တွေငါလုံးမအခွင့်ရလို့လက်နက်ကင်ဝင်လုပ်နေတာလားမရှိဘူးလက်နဲ့လေးရပြီဆိုလို့ရှိရင်ငါလုံးမဟိုဖင်ရပြီစစ်တဲ့လူပဲဟာလားဖင်ရကျင်လာပြီငါလုံးမသားလေးတွေငါလုံးမသားလေးတွေဗီဒီယိုဘတ်သိန်းနဲ့ဟာလားတက်ထားပြီးတော့မင်းတို့တက်ခိုက်ရေးတောင်းယူထားလို့ရှိရင်တက်ခိုက်ရေးစောက်လုပ်ပဲလုပ်မေလို့တွေငါဝေဖန်လို့ရတယ်ဆိုပြီးလီလလာနဲ့ငါလုံးကပြည်သူစောက်လုံးတော့လုပ်လာတယ်ဟုတ်လားပြည်သူလူထုကကိုယ်ဆိုရဂုံတက်အောင်ဖြစ်စေခြင်းနဲ့ဟုတ်လားအဲ့တော့တို့တက်ခဲ့ရေလုံးတဲ့ကောင်တွေကဟာလားဒီခွဲအောင်လိုက်မအေလို့တွေဟာလားချင်းမုန်းတဲ့နေရာမှာဟာလားစောစောတမန်ဖြစ်နေရမှာမဟုတ်ဘူးငါလုံးမတက်ခိုက်မလုပ်ဘဲနဲ့မေလို့တနတ်တကားကားနဲ့ပြပြီးတော့မှလီတော်လိုင်းရေးဟလားတော်လိုင်းရေးတက်ခိုက်မလုပ်ဘဲနဲ့ဟာလားကိုဆိုးရပြောလို့မရဘူးလီလိုက်နားထောင်ပြီးတော့မေလို့တွေစောက်ကောင်းထုတ်နေအဲ့ဒါဗီဒီယိုလားအဲ့ဒါတော်လိုင်းရေးလားငါလုံးမတော့ပြောသမ်းအဲ့တော့ဗီဒီယိုဟလားကျွန်တော်တို့ဟာလားဗီဒီယိုကောင်းဆောင်တရင်မှုတွေဟာဒုတရင်မှုတွေကျွန်တော်တို့ဟာလားအဗီဒီယိုကောင်းဆောင်နေကိုအောင်လက်ငယ်သားဒီဟာစီးမရှိကမ်းမရှိဗျမ်းလာတွေပြောနေတဲ့မအေလိုလေးတွေကိုခင်ဗျားတို့ဟာစီကမ်းနေပေးစမ်းနော်စီကမ်းနေပေးစမ်းကိုအစိုးရကလေးစားတက်အောင်ဟုတ်လား
မင်းတို့ပြန်ကြည့်မင်းတို့ဒီမိုကရေစီလို့မင်းတို့နိုင်ပြောနေတယ်မေလိုလေးတွေဒီမိုကရေစီရနေတာမဟုတ်ဘူးတလားဟမ်ပြောချင်တိုင်းပြောလို့ရအောင်ဒီမိုကရေစီရနေတာမဟုတ်ဘူးဟမ်အားလုံးလွတ်လပ်သွားပြီးတော့ဗျာမနာလုံနေတော့မင်းတို့ပြန်ပြောခွင့်ရှိတယ်ဟမ်တော်ရင်ဟလာဟိုမှာအစိုးရလည်းချက်ခုံးချက်ခဲနိုင်ငံတကာမှာတန်းဝင်အောင်လုပ်နေရတယ်ဟမ်အဲ့တော့မင်းတို့တက်ခဲလုပ်နေကောင်လည်းချက်ခုံးချက်ခဲဟလာပြက်တက်ကလက်လငန်းနဲ့ဟလာတော်လိုင်းရေးလုပ်နေရတယ်တက်ခဲရေးလုပ်နေရတယ်မင်းတို့ကငါလုံးမကိုဆောက်လို့ကိုတောင်းမြူတောင်းမလုပ်ခွဲနဲ့ငါလုံးမစောက်ဖောင်းထုဖို့တက်နဲ့ငါလုံးမတော်လိုင်းရေးလုပ်နေတဲ့အနေထားမျိုးဖြစ်နေတယ်ငါလေးအဲ့တော့ BDS ဆုံးမှုတချို့ကိုပြောတာနော်ဟလာအဲ့တော့ကျန်တဲ့အဲ့ဒါ BDS တွေဆိုတာအမှန်တန်လေးစားဖို့ကောင်းတဲ့ညီကိုကြီးနော်ဟလာစောက်ဆန်တပြားမှမရဘဲနဲ့ဟလာကိုကျိုးစွန့်ပြီးတော့မှမေလို့ဟလာတော်လိုင်းနေတဲ့ကောင်တွေဖြစ်တယ်နော်အနာဂတ်မှာဟလာဒီဟလာ BDS ညီကိုတွေကဒါဖရဝတက်မတော်တဲ့အစားထိုးမဲ့ဟလာနော်ဖရဝတက်မတော်သားတွေဖြစ်တယ်မင်းတို့ကဒီချိန်ထဲမှာဒီချိန်ကာလမှာဟလာဟိုစီးနဲ့ကန်းနဲ့ဟလာစီးကန်းကောင်းတဲ့တက်မတော်အသွင်ပုံစံမျိုးမင်းတို့ကမနေဘဲနဲ့ငါလုံးမှာအထက်အောက်ပြန်လာရိုးသေးလေးစားမှုမရှိဘဲနဲ့မင်းတို့ငါလုံးမှာကိုယ်ဆိုးရယူငါလုံးမှာပြောချင်တိုင်းပြောနေတာအမတစ်ဖက်ကရန်သူကလည်းကိုယ်ဆိုးရအောင်မျိုးမျိုးဟိုဝင်နေလို့တယ်ဝေဖန်တိုက်ခိုက်တယ်မင်းတို့တော့ဝေဖန်မှာဟာခွေးအောင်လိုက်မေလို့တဲ့ဟာမေလို့ရဲ့ဘောမကိုတော့တိုက်ခိုက်မှာမင်းတို့ကိုယ်ဆိုးရကိုပြန်ပြီးတော့မှကိုပောင်းကလည်းတော့မလုံးနဲ့မေလို့များရဲ့ကြားလားငါလုံးမှာဓာတ်တွေငါလုံးကဟိုဘက်ကောင်တွေကငါလုံးကထားပါတော့မေလို့ကဘက်ကနှစ်ဘက်ပဲရှိတယ်မေလို့ဟုတ်လားဟိုဘက်ကောင်တွေပြောလို့ငါလုံးကတော်သေးတယ်မေလို့ဟိုဘက်ခွေးအောင်လိုက်သားပြီမလို့မင်းတို့ကငါလုံးကပြည်သူလူထုကိုပြည်သူလူတွေပေါက်သွားပြီပြည်သူလူထုကိုအမိခံပြီးတော့မှဟလားPDF ဖြစ်လာတဲ့ဟာကာကွယ်ရေးတက်မတော်သားတွေဖြစ်တာမင်းတို့အဲ့ဒါလီကိုဥဆောင်နေတဲ့အစိုးရကိုလီချီရတဲ့ဆာလီလိုက်ကြည့်ပြီးတော့ငါလုံးမှာကိုဆောက်လို့ကိုမလုပ်ဘဲလိုက်ပြီးဖောင်းထုနေကြီးတက်လျှောက်လုံးနေငါလုံးမှာသားလေးတွေမင်းတို့ဟလာတချို့တွေတော်တော်ဆောက်မကက်ဖို့ကောင်းတယ်ငါလုံးမှာသားလေးမေလို့လေခွေးရမှာဆိုမေလို့လေစစ်မတိုက်နဲ့သလားငါလုံးမှာသားတွေမင်းတို့ဟာလားခွေးရမှာဆိုလို့မေလို့လေမတိုက်နဲ့လေလီးပြီးတော့တိုက်နေတာလားဆိုမင်းတို့လက်နဲ့ပြန်ပြီးတော့မေလို့အဲ့မှာမင်းတို့အဲ့ဟာလားငါအထောက်ပံ့မရလို့မလုပ်ဘူးပါဆိုမလုပ်နဲ့လေလီးတာမင်းတို့အထောက်ပံ့မရရင်မလုပ်နဲ့လေလုံးမှာသားတွေဟိုမကျွေးမမွေးလို့ဟိုမထောက်မပံ့လို့ဟာလားကိုအစိုးရကိုဒီစောက်ဖောင်းထုလို့ထုတနိုင်ငံလုံးနဲ့မဲတို့ဟာလားစောပြူအောင်နေရဲ့အစဉ်ပြေဖို့အတွက်ငါလုံးမှာတော်လိုင်းဖြစ်ပေါ်လာတာမဟုတ်ဘူးဟာလားတနိုင်ငံလုံးကောင်းစားရေးအတွက်ဟာလားတော်လိုင်းဖြစ်ပေါ်လာတာဟာလားအားလို့ပဲစောက်လုံးတွေနောက်လာတယ်မေလိုလေးချို့ဟိုခံရထားတော့ဟာပြည်သူ့ကာကွယ်ရေးတက်မတော် PDF တစ်စိတ်နဲ့အဲ့တော့ဒီကောင်ဒီမေလိုတွေကိုဆိုးရကိုပဲနေတာဒီလက်ရှိဟာလားကိုဆိုးရရဲ့COC အောက်မှာရှိရှိလားမသိငါလုံးမသားလေးတွေပြောချင်တိုင်းပြောဆိုချင်တိုင်းဆိုကြီးသက်လုပ်ချင်တိုင်းလုပ်ဟာဟိုမေလို့ငကားလို့ဟာတဘို့တမင်းမေလို့ဟာကောင်းကောင်းကြီးမေလို့ဟာတော်ကီချူသွားတာပြည်သူတွေရဲ့လူတန်းတာတွေမေလို့စားတော့ပြီးငါလုံးမသားပြင်းရလားမေလို့ခွေးအောင်လည်းလီးဆိုတော့ငါလုံးမသားတွေဟလာတော်လိုင်းရင်းနဲ့ပြည်သူလူထုပေါ်တော်ငါလုံးမတစ္ဆာမဲတယ်မေလို့တွေလီငါလုံးမဟိုစောက်ခွေရင်းများလို့ငါလုံးမကိုယ်ဆိုတော့ပြန်ဖောင်းထုတဲ့ကောင်နဲ့ကြီးတဲ့ပြောတဲ့ကောင်နဲ့ပြောတော့တော်လိုင်းရေးလုပ်နေတာလေငါလုံးမသားများနော်ဒီလောက်ပဲပြောမယ်သလားမေလို့တွေမင်းစောက်ထိုးမပြေတဲ့ကောင်နဲ့မေလို့တွေငါလည်းတွေ့မယ်ငါလုံးမသားတွေ